like ခဲ့ပါအားလုံးမင်္ဂလာပါ Discovery e-commerce solar sign ကြီးကနေကြိုဆိုပါရစေကျွန်တော်တို့ဝင်းကိုပါကွန်ဒိုတစ်ခုမှာဒီဓာတ်လေကားအသုံးပြုဖို့အတွက်ကျွန်တော်တို့ဆင်ထားတဲ့ system ရှိတယ် solar site လေးပေါ့နော်အဲ့ဒီ site ကိုကျွန်တော်က behind the installation တစ်ပုတ်ရိုက်ပြထားတယ်ရိုက်ပြလို့ပြီးသွားတဲ့အခါမှာကျွန်တော်ကအခုဆင်ပြီးသွားတဲ့ site လေးကိုတွားပြီးတော့ကြည့်မှာဖြစ်ပါတယ်ကြည့်ပြီးတော့ကျွန်တော်ဓာတ်လေကားတွားစီမယ် ID လေးခဲ့ပါ let's go Okay ကျွန်တော် Discovery e-commerce solar installation တက်ဆင်ထားတဲ့ Mexico ကွန်ဒိုတော့ရောက်ပြီအဲ့တော့ကျွန်တော်တို့ဖွဲ့ထားတဲ့တက်ဆင်ထားတဲ့ system ပုံစံဘယ်လိုရှိလဲဆိုတော့ကျွန်တော်အထက်မှာတွားပြီးဆက်လေ့လာကြည့်အောင်လိုက်ခဲ့ပါ Okay ကျွန်တော်ဆင်ထားတဲ့နေရာရောက်ပြီအဲ့တော့တုံးထားတဲ့ brand ဆိုလို့ရှိရင်ကျွန်တော်ပင်လယ်ပြင်မှာဆိုအကြီးဆုံး Shutterson ငမန်းကြီးအတွဲကိုဆင်ပေးထားတယ် 3-phase 12 kW inverter အဲ့တော့50.2 volt 280A နှလုံးသုံးပေးထားတယ်နောက်ပြီးတော့အပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဂျင်းကို615 watt 5 share အားလုံးပေါင်း18ချက်တိတိကိုကျွန်တော်ပိုးခေါင်မှုရှစ်လွှာမှာတင်ထားတယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကAC panel ဘုံပေါ့နော် AC panel ဘုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတတရရက်နဲ့ safety rating တွေအများကြီးဦးစားပေးပြီးတော့တိစောက်ပေးတာဖြစ်တယ်။ပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့က BI ဘားတွေပေါ့နော်တခုခုကျွန်တော်တို့က input လုပ်ချင်တယ်ပွားချင်တယ်ဆိုလို့ရှိရင်ကျွန်တော် BI ဘားတွေရှိမယ်။ဘေးနားမှာဆိုလို့ရှိရင်ကျွန်တော် ATS ပေါ့နော်အဲ့တော့ auto change မယ်ဒါမှမဟုတ် manual နဲ့ကျွန်တော်တစ်ဖက်တည်းကိုလှည့်ထားလို့လည်းရတယ်။ပြီးလို့ရှိရင်အောက်မှာကျွန်တော်က VAC gap ပေါ့vote in vote ထွက်အကြတွေ ampere များတော့ကျွန်တော် control လုပ်ထားတယ်ဘေးမှာ AC SP တွေရှိတယ် breaker တွေရှိတယ်ကျွန်တော် app bar တွေရှိတယ်အဲ့တော့စင်ထားတဲ့ပုံစံတက်ခက်ခက်နဲ့ကျွန်တော်တို့အကုန်လုံး safety rating အပြည့်နဲ့တက်ဆင်ပေးထားတဲ့ပုံစံလေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ Discovery က solar system မှာဆိုလို့ရှိရင်ကျွန်တော် safety rating တွေကိုအပြည့်အဝဦးစားပေးထားတဲ့ second design ပေါ့နော်အဲ့တော့ဟိုဘက်မှာဆိုလို့ရှိရင်ကျွန်တော်က DC panel ရှိတယ်ပေါ်မှာတင်ထားတဲ့ solar တွေကနေဝင်လာမယ်အဲ့တော့ဝင်ပြီးတဲ့အခါမှာကျွန်တော်တို့က fuse ချိုင်တယ်အဲ့တော့ breaker ရှိတယ် SP တွေရှိတယ်အဲ့တော့အဲ့ရထွက်လာတဲ့အထွက်ကလည်းကျွန်တော် fuse ကိုပြန်ဝင်တယ်အဲ့တော့ fuse ကအားလုံးပေါင်းဒီမှာဆိုလို့ panel ထဲမှာနှစ်စုံရှိတယ်အဲ့တော့နှစ်စုံအပြင်ကျွန်တော်ဟိုးပေါ်ထက်မှာဒီ solar တွေထောင်ထားတဲ့ဆင်ထားတဲ့ plant နားမှာလည်းကျွန်တော်နောက်ထပ်ဒီ outdoor မှာကျွန်တော်က outdoor area မှာနောက်ထပ် fuse နှစ်စုံထိုင်ထားတယ်တစုံပြီးတော့ two swing ပေါ့နော်တစ် swing တွေထိုင်ထားတယ်တစ်စုံအဲ့တော့ကျွန်တော်တို့က safety rating ကိုအပြည့်ကပေးတယ်ဒီနားနေကျွန်တော်တို့ကတခုခုဒီ system ကို maintain လုပ်မယ်တခုခုကျွန်တော် shut down ချမယ်ဆိုလို့ရှိရင်လည်းကျွန်တော်အလွယ်တကူလုပ်လို့ရလို့အပေါ်ရောက်တဲ့ခါမှာလည်းအပေါ်က swing တွေကျွန်တော်တို့က solar panel တွေစီးတဲ့ခါမှာကျွန်တော်တို့က solar fuse ကိုဖြုတ်ချပြီးတော့ energy gain ကျွန်တော်တို့ကဆောင်ရွက်လို့ရတယ် okay အဲ့တော့ကျွန်တော်ဒီဘက်ဆက်သွားကြည့်အောင်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ထရီနှလုံးဖြစ်တဲ့အတွက် bus bar ပေါက်တွေနှစ်ခုထိုင်ပေးရဒီဘက်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါင်းဒီဘက်ဆို minus ပေါ့နော်ဒီမှာဆိုလို့ကျွန်တော် breaker ထည့်ပေးရတယ် breaker ဆိုကျွန်တော်200 ampere ကျွန်တော် Thomson brand တွေကအလုံးကြီးတစ်လုံးတည်းကိုကျွန်တော်ထည့်ပေးထားတယ်ဓာတ်လေကားစီးခြင်းတွေတွက်စီအောင်လိုက်ခဲ့ပါလိုက်Okay ဓာတ်လေကားလည်းစီးခဲ့ပြီဆိုတော့ခုနကလည်းရှင်းပြခဲ့တဲ့အရာလည်းရှင်းပြပြီးပြီအဲ့တော့ကျွန်တော် Discovery e-commerce solar installation တွေနဲ့ဆက်သွယ်ပြီးတော့တက်ဆင်မယ်ဆိုလို့ရှိရင်3991614611နဲ့3999699695ကိုဆက်သွယ်နိုင်ပါတယ်ကျွန်တော်တို့ Discovery e-commerce နိုင်မြင့်တွေရှိပါတယ်တက်ပါ